အထူးအခွင့်အရေးလာပါပြီ promotion အနေနဲ့ Kitty ကလုပ်ပေးရတဲ့အစီအစဉ်ဖြစ်ပါတယ်အဲ့ဒါလေးကဘာလဲဆိုတော့ TK product က new ထပ်မှထွက်ရှိလိုက်တယ်ဒီတော့ slim fit အစီကြယိုဘူးလေးကို Kitty စီမှာ3ခုလာဝဲတဲ့သူကလက်ကားစီရမယ့်အပြင်ကို Kitty က Poker free အနေနဲ့ပါလုပ်ပေးလိုက်ပါပြီ Poker free ရမယ့်အပြင်ကိုနောက်တစ်ခုအနေနဲ့ဒီလိုမျိုးတပူးဝယ်ရင်ုံနဲ့ Kitty ကဒီလိုမျိုးပေကျိုးလေးတွေကအစားပေကျိုးလေးတွေအစား Kitty လက်ဆောင်လေးတွေထည့်ပေးပါပြီပေကျိုးကကျတော့ဘာအတွက်ထည့်ပေးတာလဲဒီယိုဘူးလေးစားပြီးတော့အစီကြမကြအစင်ပြေအောင်အလွယ်တကူတိုင်းလို့ရအောင်လို့ပေကျိုးလေးပါမြစ်တာလက်ဆောင်လေးနဲ့ထည့်ပေးတာဖြစ်ပါတယ်အဲ့ဒါကကျတော့ဘလို့လူတွေရပါတယ်ဒီ post ကိုလာပြပြီးတော့ဝယ်ယူတဲ့သူပဲရမှာပါ10ဦးပဲရမှာဖြစ်ပါတယ်အဲ့ဒါကြောင့်လက်မလေးပဲမြန်မြန်လာဝယ်ပါကိုကအစီပိုတွေတအားများနေတဲ့လက်မောင်းအစီတွေဘိုက်အစီတွေပြီးသွားရင်ခါအစီတွေအဲ့လိုများနေတဲ့သူတွေဆိုရင်လည်းဒီဟာလေးကိုမနက်တစုံရတစုံယိုလေးကိုစားပြအောင်နဲ့ဝင်းနဲ့ကနေအစီပိုတွေကိုဖယ်ရှားပေးမှာဖြစ်ပါတယ်ရှင်အဲ့ဒါကြောင့်မလို့လက်မလေးပဲမြန်မြန်လေးလာယူဖို့ဖိတ်ခေါ်ပါတယ်ကိုကဘာဆက်ဆက်အစီကြစီတွေစုံနေပြီးလုံးဝအစီမကြဘူးစိတ်ညစ်နေတဲ့သူတွေအညောင်းမိပြီးတော့ဝင်းတအားချုပ်နေတဲ့သူတွေကအစလုံးဝသုံးရတာအစီပြေတဲ့ယိုဘူးလေးဖြစ်ပါတယ်ရှင်အထူးအခွင့်အရေးလာပါပြီ promotion အနေနဲ့ Kitty ကလုပ်ပေးရတဲ့အစီအစဉ်ဖြစ်ပါတယ်အဲ့ဒါလေးကဘာလဲဆိုတော့ TK product က new ထပ်မှထွက်ရှိလိုက်တယ်ဒီတော့ slim fit အစီကြယိုဘူးလေးကို Kitty စီမှာ3ခုလာဝဲတဲ့သူကလက်ကားစီရမယ့်အပြင်ကို Kitty က Poker free အနေနဲ့ပါလုပ်ပေးလိုက်ပါပြီ Poker free ရမယ့်အပြင်ကိုနောက်တစ်ခုအနေနဲ့ဒီလိုမျိုးတပူးဝယ်ရင်ုံနဲ့ Kitty ကဒီလိုမျိုးပေကျိုးလေးတွေကအစားပေကျိုးလေးတွေအစား Kitty လက်ဆောင်လေးတွေထည့်ပေးပါပြီပေကျိုးကကျတော့ဘာအတွက်ထည့်ပေးတာလဲဒီယိုဘူးလေးစားပြီးတော့အစီကြမကြအစင်ပြေအောင်အလွယ်တကူတိုင်းလို့ရအောင်လို့ပေကျိုးလေးပါမြစ်တာလက်ဆောင်လေးနဲ့ထည့်ပေးတာဖြစ်ပါတယ်အဲ့ဒါကကျတော့ဘလို့လူတွေရပါတယ်ဒီ post ကိုလာပြပြီးတော့ဝယ်ယူတဲ့သူပဲရမှာပါ10ဦးပဲရမှာဖြစ်ပါတယ်အဲ့ဒါကြောင့်လက်မလေးပဲမြန်မြန်လာဝယ်ပါကိုကအစီပိုတွေတအားများနေတဲ့လက်မောင်းအစီတွေဘိုက်အစီတွေပြီးသွားရင်ခါအစီတွေအဲ့လိုများနေတဲ့သူတွေဆိုရင်လည်းဒီဟာလေးကိုမနက်တစုံရတစုံယိုလေးကိုစားပြအောင်နဲ့ဝင်းနဲ့ကနေအစီပိုတွေကိုဖယ်ရှားပေးမှာဖြစ်ပါတယ်ရှင်အဲ့ဒါကြောင့်မလို့လက်မလေးပဲမြန်မြန်လေးလာယူဖို့ဖိတ်ခေါ်ပါတယ်ကိုကဘာဆက်ဆက်အစီကြစီတွေစုံနေပြီးလုံးဝအစီမကြဘူးစိတ်ညစ်နေတဲ့သူတွေအညောင်းမိပြီးတော့ဝင်းတအားချုပ်နေတဲ့သူတွေကအစလုံးဝသုံးရတာအစီပြေတဲ့ယိုဘူးလေးဖြစ်ပါတယ်ရှင်